မြတ်စွာဘုရားရဲ့သမီးတော်တွေကြတယ်အမျိုးသမီးကိုရှုတ်ချပြီးပြောလာပြီးဆိုလို့ရှိရင်တော့ပြန်ပြီးခြေပတဲ့စကားလေးတွေရှိတယ်ဒါလည်းပဲအမှန်တန်မိုးရှိတယ်တန်မိုးရှိတယ်ပြန်ပြီးခြေပတာသောမာဆိုတဲ့ဘိက္ခုနီမကိုမနတကနေလာပါပြီးပြောတာတော်ထဲမှာတရားနှလုံးသွင်းနေတဲ့အချိန်မှာယန္တံဣတိဟိပတ္တဗံဌာနံဒုရဝိတမောနတ္တံတွင်ကုလပညာယတက္ကပဖောတုမိဋ္ဌိယဒီတကယ်ကိုထိတ်တန်းယောက်ျားကြီးတွေမှရနိုင်တာအလွန်ရဖို့ခဲရင်တယ်ဆိုတဲ့အသိဉာဏ်ကိုတဲ့လက်နှစ်ချောင်းပညာလေးများသာရှိတယ်လက်နှစ်သစ်ပညာလေးများသာပညာလေးလက်နှစ်သစ်လောက်နဲ့အမျိုးသမီးကြောင်နေနဲ့လက်လမ်းမမေးပါဘူးဘာလို့လုံနေရတာလဲမျိုးသမီးကိုရှုတ်ချပြီးပြောတာမျိုးသမီးတွေကိုတွင်ကူးလပညာလို့ခေါ်တယ်လက်နှစ်သစ်ပညာလေးဆိုတာလက်နှစ်ချောင်းပညာလေးဆိုတာဘာကိုပြောတာလဲသိတာထမင်းချက်တဲ့အခါမှာလက်ကလေးနဲ့စမ်းကြည့်ပြီးကြက်မကြက်သိတာအဲ့ဒီပညာချိန်ဟိုရင်းလောက်ပြီးတော့ပြောတာပေါ့နှိမ့်ချပြီးတော့ပြောတာပေါ့နော်လက်နှစ်ချောင်းပညာလေးတွင်ကူးလပညာလက်နှစ်သစ်သူတို့ပညာလေးကလက်နှစ်သစ်လောက်ခွဲရှိတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါတယ်သို့မဟုတ်သမင်းမနက်လက်နှစ်ချောင်းကြားထဲမှာညှပ်ပြီးတော့ဖိကြည့်ရတာဆိုတဲ့ပညာအဲ့ဒီလိုပညာရှိတဲ့အမျိုးသမီးတွေကဘယ်လိုထက်တန်းကြတဲ့တရားတွေသိနိုင်မှာမလို့ဆိုတော့အဲ့ဒီဘိက္ခုနီမှာမခံဘူးပြန်ပြောတဲ့စကားလေးဟာဖို့တန်အဋ္ဌိဘာဝကိင်္ဂရိယာနော်စိတ်တံမိသုတမဟိတေစိတ်ဓာတ်ကြံ့ခိုင်တည်ငြိမ်လာတယ်ဆိုရင်မိမပဲဖြစ်ဖြစ်မျိုးသမီးပဲဖြစ်ဖြစ်မိမဘဝဆိုတာဘာမှထည့်ပြောစရာမလိုစိတ်ဓာတ်ကအဓိကယောက်ျားဖြစ်ဖြစ်မိမဖြစ်ဖြစ်စိတ်ဓာတ်တည်ငြိမ်မှုကအရေးကြီးတယ်ဒီလိုဆွလို့တာပေါ့နော်ယောက်ျားဖြစ်လဲစိတ်ဓာတ်မတည်ငြိမ်မှုဆိုရင်လည်းကောင်းအဲ့တော့စိတ်ဓာတ်တည်ငြိမ်လာပြီးရင့်ကျက်နေပြီဆိုလို့ရှိရင်အမျိုးသမီးကိုဘာမှထည့်ပြောစရာမလိုဉာဏ်မိဝတ္တမဏမိသမ္မာဓမ္မဝိပဿနာတကယ်မှန်ကန်တဲ့ကျင့်စဉ်နဲ့တရားဓမ္မကိုသိထားတဲ့အသိဉာဏ်တွေရလာပြီဆိုလို့ရှိရင်မိမဘဝဘာပြောစရာလိုလဲယတနုနတိယဧဝံဣဋ္ဌာဟံပုရိသောတိဝါကိဉ္စီဝါပဏ္ဏအညတမိတမ္မာရောဝတ္တုမေစတိအမျိုးသားအမျိုးသမီးခွဲခြားပြီးတော့ဒီအထင်သေးမြင်သေးလှုပ်တဲ့ပုဂ္ဂိုလ်မျိုးကိုသာလင်ပြောလို့ရတယ်တဲ့သူကစိတ်ဓာတ်တည်ငြိမ်တယ်အသိဉာဏ်တွေသူ့မှာရှိတယ်ငါလိုပုဂ္ဂိုလ်မျိုးလာမပြောနဲ့လို့ဆိုလို့ဟုတ်ကဲ့စိတ်ဓာတ်ရင့်ကျက်မှုနဲ့အသိဉာဏ်ရှိမှုစိတ်ဓာတ်တည်ငြိမ်မှုနဲ့အသိဉာဏ်ရှိမှုကအရေးကြီးတယ်အဲ့တော့ယောက်ျားပဲဖြစ်ဖြစ်မျိုးသမီးပဲသားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်အသိဉာဏ်တွေထက်သန်မှုနဲ့စိတ်ဓာတ်တည်ငြိမ်ရင့်သန်မှုကဒါအရေးကြီးတယ်ခုနပြောတဲ့ကိုယ်ချင်းတရားတွေကအရေးကြီးတယ်ကိုယ်ချင်းတရားတွေနဲ့ပြည့်စုံနေပြီအသိဉာဏ်တွေရှိနေပြီလိမ္မာရင်ကျေးပြီဆိုရင်သားပဲဖြစ်ဖြစ်သမီးပဲဖြစ်ဖြစ်တမိုးရှိတာကြီးပဲ